စကားမပြောရသေးခင်မှာပဲစုကျွင်းကရုတ်တရက်ထပ်ပြောလိုက်တယ်။တော်သူတယောက်လိုမင်းကကိုလို့တော်ဖြစ်ဖို့တောင်မထိုက်တန်ဘူး။အများဆုံးဆိုရင်သူ့အိတ်ခမ်းထဲမှာအစေခံမင်းကလေးဖြစ်ပဲနေနိုင်မှာပေါ့။အဲ့ဒီစကားကိုကြားတော့ကျမအံ့ဩသွားမိတယ်။ဘသူကကျမသူ့ကိုသဘောကျတယ်လို့ပြောခဲ့တာလဲ။ကျမမျက်နှာပေါ်ကယွန်ရှာတဲ့အမူအရာကမသိတာသေးဘူးလား။ကျမကအားမလို့အားမရနဲ့ငကူးကိုသာပို့လိုက်ရတယ်။အဲ့ဒီအခြေအနေကိုမြင်တော့အမေကအမြန်ရှိတိုးလာပြီးကျမရဲ့လက်မောင်းကိုဆွဲကင်လိုက်တယ်။သူမရဲ့အတန်ကတော့အမေရဲ့အတန်ကနူးညံ့တယ်လို့ကြားရပေမဲ့ပြောသမျှစကားတိုင်းမှာလှောင်ပြောင်မှုနဲ့သတိပေးမှုတွေပါနေခဲ့တယ်။အားချင်းမင်းရဲ့ညီမစုကျွင်းကမြို့တော်မှာအရေးချင်းအရှိဆုံးမင်းကလေးတွေကတယောက်ပဲဘူရှဲရင်ကလည်းထူးချွန်တဲ့လူငယ်တယောက်မင်းကတော့တောရွာမှာကြီးပြင်းလာတာဆိုတော့အမြင်တွေ့နေလွန်းတယ်မျိုးစားမင်းအိမ်တော်တွေကိုလက်ထပ်ဝင်သွားရင်တော့မင်းနဲ့ကူရှဲရင်ကြားမှာပြောစရာနားလဲစရာဘာမှရှိမှာမဟုတ်ဘူးစကားတဝက်လောက်ရောက်တော့အမေရက်သွားတယ်သူမကိုယ်တိုင်တောင်ဆက်ပြောဖို့ရှက်သွားပုံရတယ်ကျမကသူ့လက်ကိုဖယ်ထုတ်လိုက်ပြီးအေးဆက်တဲ့အတန်နဲ့ပြန်ပြောလိုက်တယ်ကျမဘယ်တော့မှများသူ့ရဲ့ကိုလို့တော်ဖြစ်မယ်လို့သဘောတူခဲ့လို့လေအဲ့ဒီစကားကြားတာနဲ့ကူရှဲရင်ရဲ့မျက်နှာကဒေါသကြောင့်စိမ့်ညိုသွားတယ်သူကသွားကိုတင်းတင်းကြိတ်ပြီးပြောလိုက်တယ်မင်းကငါ့ရဲ့တရားဝင်ဇနီးဖြစ်ချင်နေတော့လို့တော့မပြောနဲ့အဲ့ဒီအချိန်မှာစုကျွင်းကချက်ချင်းငိုချလိုက်တယ်ထို့နောက်ကျမရဲ့အကိုကပထမဆုံးဝင်ပြောခဲ့တယ်အာချင်းစုကျွမ်းနဲ့လူငယ်တခင်ကငငယ်ကလေးကအတူတူကြီးပြင်းလာကြတာသူတို့နှစ်ယောက်ကိုဘယ်သူမှခွဲလို့မရဘူးဒါအပြင်စုကျွမ်းကလည်းအန်ဖြေမင်းသမီးနဲ့အရန်ရင်းနေတယ်အနာဂတ်မှာငါသာအန်ဖြေမင်းသမီးကိုလက်ထပ်နိုင်ရင်ငါရဲ့အရာရှိဘဝကချောမွေ့သွားလိမ့်မယ်အဲ့ဒီအချိန်ကျမှကျမအရာအလုံးကိုနားလည်သွားတယ်ကျမရဲ့အကိုကကျမကိုမိသားစုဝင်တယောက်လိုမမြင်တော့ဘူးသူကစုကျွမ်းရဲ့အဆက်အသွယ်တွေကိုအသုံးချပြီးသူ့ရဲ့ဓာတုဂုဏ်သိက္ခာကိုပိုမြင့်အောင်လုပ်ချင်နေတာပဲ10နှစ်ဆိုတဲ့အချိန်ကအရာအလုံးကိုပြောင်းလဲပစ်ခဲ့တယ်။တစ်ချိန်ကကျမကိုချစ်ခဲ့တဲ့မိသားစုကအခုတော့လုံးဝမတူတော့ဘူး။သွေးသားတော်ဆက်မှုကပေးတဲ့မြစ်တာတောင်အချိန်ကြာလာတော့ပျောက်ကွယ်သွားခဲ့ပြီ။ဒီလိုဖြစ်လာမယ်ဆိုတာကျမကြိုသိထားပေမဲ့ရင်ထဲမှာတော့နာကျင်နေသေးပါပဲ။နှလုံးသားကိုအပ်နဲ့တစ်ချက်ချင်းထိုးနေတယ်လို့ခံစားရတယ်။ကျမကအတင်းပြုံးလိုက်ပြီးပြောလိုက်တယ်။စိတ်မပူပါနဲ့အကိုရဲ့အဖိုးတန်ညီမနဲ့ဒီလူငယ်သခင်ဆိုတဲ့သူကိုလူဖို့ကျမမှာလုံးဝရည်ရွယ်ချက်မရှိပါဘူး။ကျမရဲ့လူငယ်သခင်ဆိုတဲ့သူဆိုတဲ့စကားကပါရိုက်လိုက်တယ်လို့ဖြစ်သွားတယ်။ဘူရှဲရင်ရဲ့မျက်နှာကချက်ချင်းမဲမောင်သွားတယ်။တကယ်တော့အချိန်ကမင်းကိုမင်္ဂလာရင်ရှစ်စီးနဲ့ခန်းခန်းနားနားလာတောင်းမယ်လို့ဂုံယူဝင်းကြွားစွာပြောခဲ့တဲ့သူကလည်းသူပဲကျမကိုပျော်စေဖို့မြင်းလိုကြောကုန်းပေါ်စီးခိုင်းပြီးလေးဘက်ထောက်သွားပေးခဲ့တဲ့သူကလည်းသူပဲမနက်တိုင်းပန်းခူးပြီးကျမဆံပင်မှာပန်ပေးခဲ့တဲ့သူကလည်းသူပဲဒါပေမဲ့10နှစ်ကြာပြီးတဲ့နောက်လူအများရှိမှကျမကိုအဆက်ခွဲနေတဲ့သူကလည်းသူပဲဖြစ်နေတယ်သူကကျမကိုမျက်နှာချင်းမဆိုင်ရဲတော့ဘူးအခန်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်စူကျွင်းရဲ့ငိုတန်တစ်ခုပဲကျန်တော့တယ်အဲ့ဒီအချိန်မှာလူတိုင်းကတကယ်နာကျင်ခဲ့ရသူဟာကျမပဲဆိုတာသဘောပေါက်သွား